စနေဗုဒ္ဓဦးသားသမီးတွေပါတယ်ဆိုရင်ဒီဗီဒီယိုဖိုင်လို့အစဆုံးကြည့်ပေးပါရှင်နော်ဆီယာမကတော့ဆီယာမမြကြခင်ပဲဖြစ်ပါတယ်ဒီနေ့က1ရက်10လ2025နေ့ရစပြီးတော့စနေဗုဒ္ဓဦးသားသမီးများအတွက်16ရက်10လ2025ထိ15ရက်စာအာယုံနမိတ်ဟောပေးမှာဖြစ်ပါတယ်ရှင်နော်စနေဗုဒ္ဓဦးသားသမီးတွေဆိုလို့ရှိရင်မိမိရဲ့အိုးအိမ်နေရာဌာနအိမ်ပြေအိမ်ပြောင်းတာတို့အဲ့လိုမျိုးလောက်ရခင်ရှိပါတယ်ရှင်နော်မိမိကပြောမယ်ဆိုလို့ရှိရင်ငွေလိမ်ခံရခင်ရှိပါတယ်မိတ်ဆွေပြက်မယ်ရှင်နော်ကိုညီကိုမောင်နှမရင်းလို့ခင်ရချီရလို့နှစ်ရှည်လာများတွဲထားတဲ့အပေါင်းအသင်းမိတ်ဆွေယုံကြည်ရတယ်ဆိုတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေရဲ့ကိုယ့်ဘော်ကိုအောက်လန်းနဲ့ကြိတ်ပြီးတိုက်တာမျိုးတို့ကိုယ့်ကိုယုံမာတာမျိုးတို့ဒါကိုကိုကတိတော်မဲ့အချိန်ခါဖြစ်ပါတယ်ရှင်နော်အဓိကတော့စနေဗုဒ္ဓဦးမှန်တယ်ဆိုလို့ရှိရင်ငွေလိမ်ခံရခင်ရှိပါတယ်မိတ်ဆွေပြက်မယ်ကိုအာမခံတဲ့ကိစ္စတွေပေါ့ဗျာကိုကအာမခံထားတဲ့ကိစ္စတွေဆိုကိုကစိုက်ရောရခင်ရှိပါတယ်ရှင်နော်အမျိုးသမီးတူကြောင့်စိတ်တော့ကတော်တော်လေးကိုများမှာဖြစ်ပါတယ်ရှင်နော်အဲ့တော့ကိုယ့်ရဲ့အိမ်နောက်ရေးစီးပွားရေးလူမှုရေးမှာတကြက်ကြက်နဲ့ရန်ဖြစ်နေတတ်ပါတယ်ဘာလို့လို့ဘာကိုင်ကိုင်အစင်မပြေဘဲနဲ့မကြခဏစကားများစကားရှင်းနေရတတ်ပါတယ်ရှင်နော်ဒါစနေကြာစနေဗုဒ္ဓဦးသားသမီးများအတွက်15ရက်စာအာယုံနမိတ်ပါရှင်နော်မှန်တယ်ဆိုလိုက်ရန်ရှယ်ပြီးကွန်မန့်ရေးမယ်ရှင်နော်ဆီယာမကတော့ဆီယာမများကြာခင်မှာဆီယာမရှိစားတာစစ်မယ်ဆိုလို့ရှိရင်66 8 4 5 856ထိုင်းဘိုင်ဘာဖုန်းနံပါတ်အပြင်ဖုန်းနံပါတ်မဟုတ်ဘိုင်ဘာဖုန်းနံပါတ်ပါရှင်เนาะအဲ့ဒီတစ်ခုမှာပဲဟောပါတယ်ကျန်တဲ့ဘိုင်ဘာမှာမဟောဘူးကျန်တဲ့ဖုန်းနံပါတ်မပေးဘူး Facebook CB မှာမဟောဘူး Telegram TikTok YouTube လုံးဝမဟောပါဘူးရှင်เนาะဆီယာမရှိမှာဇာတာစစ်မယ်ဆိုလို့ရှိရင်ထိုင်းဘိုင်ဘာဖုန်းနံပါတ်6682425856ဒီဖုန်းတစ်လုံးမှာပဲဓာတ်ရိုက်ဟောပါတယ်ရှင်ကျန်တဲ့နေရာတွေဟောနေတယ်ကျန်တဲ့နေရာတွေမှာဆီယာမပုံနေဆီယာမဗီဒီယိုဖိုင်တွေယူသုံးနေတယ်ဆိုအဲ့ဒါအကောက်တူလူလိမ်ဖွဲ့ပါရှင်เนาะဆီယာမရဲ့ Facebook အကောက်လေးကဒီဗီဒီယိုဖိုင်ထဲမှာထည့်ထားတဲ့ Facebook အကောက်ကဆီယာမမြတ်ကြခင်ရဲ့ Facebook အကောက်ပါရှင်เนาะနောက်တစ်ခုကဒါအလကားဟောပြီးတာဖြစ်တဲ့အတွက်ကြိုက်ရင်ကြည့်မကြိုက်ရင်ကြော်ပါရှင်เนาะအလကားရတာကိုအယိုးများလေးချီခါလေးဆိုပြီးအကောက်တူနဲ့ဝင်ဟောင်နေတဲ့ခါတွေကတော့တပ်ပြီးတက်တာကံမတကာကိုပြုတ်တဲ့ကံကိုထန်တန်ပြန်မကြခင်ရောက်မှာဖြစ်ပါတယ်ရှင်เนาะကျေးဇူးတင်ပါတယ်ရှင်เนาะလိုက်ရန်ရှယ်လေးလုပ်ပြပါကျေးဇူးပါ